မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော့ပြီးတင်ဆက်ရနိုင်ထွန်းရန်ကုန်မြို့တော်မှာစားတတ်ပြီးဒီထမင်းရှောင်းခရီးသားသမ ्या အားလုံးကိုစိတ်နှပြကြားမထမ်းတာပါစေကြောင်းဥစွာပရမနှုတ်ခွန်းဆက်တာအပါလေဗုဒ္ဓံပူစေမိဓမ္မပူစေမိတန်ခါပူစေမိကိုစောပိုက်အရှင်မြတ်ဗျာ2026ခုနှစ်၄လပိုင်းဧပြီလမှာဂျာတာပရိသတ်မြတ်ကံကြမှာကန်စာတာလေးကိုကျွန်တော်များဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်2026ခုနှစ်၄လပိုင်းတကူလဧပြီလမှာဂျာတာပရိသတ်မြတ်ဟာကန်စာတာကန်နေအတိုက်ခက်ရံများတယ်ရောင်းပတ်ဝယ်ပန်ကိစ္စရက်တွေလှုပ်ဆောင်မှုငွေကြေးကိစ္စရက်စီးပွားရေးနယ်ပယ်မှာလူလိမ်လူညာခံရတတ်တယ်တိုက်ခိုက်ရန်နေများနေတယ်လုံငွေပြဿနာကိစ္စရက်တွေရန်ဆိုင်ဖြည့်ရှင်းရကိစ္စရှိနေတယ်ရောင်းပတ်ဝယ်ပန်ကိစ္စရက်တွေမှာအတိုက်ခတ်များနေတယ်ဘာလို့ဘလို့ပါဆောင်ရွက်မလို့တမရန်တို့ရန်ထရန်မှုတဲ့ကိစ္စတွေတော့ကြုံရတတ်တယ်အိမ်တော်ရင်းနယ်ပယ်မှာလဲဇန်နင်းမောင်နဲ့နှစ်ဦးဟာစိတ်သဘောထားတိုက်ဆိုင်မှုမရှိတာတနည်းအားဖြင့်တမီးစာရေးမှလည်းနန်းခွဲစကားပြောဆိုတာတယောက်နဲ့တယောက်တနည်းအားဖြင့်မတွေးချင်မမြင်ချင်မပြောချင်မဆိုချင်လမ်းခွဲချင်စိတ်တွေပေါ်ပေါက်တတ်တဲ့လားတင်မြတ်ဖို့အားနေတဲ့လားဒါကြောင့်တမီးစာရေးခါနာပိုင်းမှာလည်းကြာတာပရိသတ်သမီးတွေကံအားနိုင်နေတယ်အိမ်အောင်တဲ့အိမ်အောင်ရှင်မြတ်ဖို့ကလည်းအိမ်အောင်မြစ်စာတာကမသိမပြတ်မပြင်းမလဲဖြစ်နေတယ်နောက်ထပ်ဇာအနေနဲ့ဇာတာရာတိကျုံစီနက်ခတ်ဆန်းဆက်တာအခိုက်မှာဆိုရင်နေနဲ့သုံးနေနဲ့ကိုတတိထားပေးရမယ်စနေသားသမီးတန်နလာသားသမီးဗုဒ္ဓဦးသားသမီးတို့နဲ့တွဲဖက်လုပ်ငန်းစီးပွားလမ်းမရေးထိုးတနည်းအားဖြင့်ယုံကြည်မှုဆောင်ရွက်တာလုပ်ငန်းဆောင်တာတွေအထုတတိထားပါထို့သုံးနေနဲ့အဆင်ပြေမှုစာတာလုံးဝစနေနဲ့စာတာကမကောင်းလာဘူးဖြစ်နေတယ်ဒီတလဟာအဆဆရရသိမြင်ခံရမယ်သိခံရမယ်ဧပြီလ3ရက်ကနေဧပြီလ25ရက်တလာနီနီလုံးဝစာတာကနိုင်နေတယ်ဘာလို့ဘာကိုင်းဘလို့ဆောင်ရွက်ရံများတယ်စိတ်ကတဲ့ကနေဖြစ်ရတယ်စိတ်အနောက်ရှက်တွေဖြစ်တယ်ကြာမရေကနာမှာကြာမရေးရမှာဆိုလဲအစုံနှလုံးသွေးကြောခြင်းသွေးတို့ထို့ယောဂဝေဒနာတွေကိုယ်တာခံယူရတာစိတ်လုံးစိတ်ကပြသရတာတွေကြုံရဆုံရတတ်တယ်ကြာမရေးစာတာပိုင်းအားနေနေတယ်ကြာမရေးကနာဂရုစိုက်ပေးပါတတိထားပေးပါเนาะသွေးတို့နှလုံးခုံလုံးတနည်းအားဖြင့်စိတ်ပန်းမောပန်းပင်မနွမ်းနေတာလေးတွေကြုံရဆုံရတတ်တယ်ဘလို့ဖက်လုပ်ငန်းဆောင်တာတွေဆောင်ရွက်ရှင်းမွန်ခြင်းမခံရပဲကြက်ရတာချုပ်ချတာမှတ်နေမျိုးတာတွေကြုံရဆုံရတယ်ခါတီမိမိကိုဥပ္ပခါတူတာစိတ်အနှောက်အယှက်ကတိကနေဖြစ်ရတာတွေကြုံရတတ်တယ်တာရီနာရီရက်ရီရွာရီလုံငွေကိစ္စရက်တွေမှာအားကြုံမှတဲ့ဦးညင်ဆောင်ရပေးလိုက်နေမိပေါ်မှာစိတ်အနှောက်အယှက်ပြုသူတွေနဲ့ပဲကြုံရတတ်တယ်ပြောမှဆိုလို့ရှိရင်ချင်းပြောမှဆိုမျက်နှာမရရှေ့တောက်ရဖြစ်ရတတ်တဲ့အတွက်နာမပြတ်သားသိက္ခာကြာတာနေမိကုန်သိက္ခာညှို့နှမ်းမှုတွေခံစားရတာတွေကြုံရတတ်လို့ပန်းလန်းတပ်ပင်လုံငန်းဆောင်ရွက်တဲ့နေရာတွေမှာကြာတာပရိသတ်များသွားလာခြင်းချောင်းခြင်းပြရမယ်အထုတတိထားပြရမယ်ဂယုစိုက်ပေးဖို့လိုအပ်တယ်တတိထားပြရမယ်တတိပြုတ်ပြရမယ်ကြာတာပတိနေရက်စွမ်းများဖြစ်တယ်လာမယ်ဧပြီလ2ရက်နေ့ဧပြီလ9ရက်နေ့ဧပြီလ16ရက်နေ့ဧပြီလ23ရက်နေ့ဧပြီလ30ရက်နေ့ငါးပတ်တာကာလဟာကြာတာပရိနေရက်စွမ်းမှာဖြစ်တယ်ထို့ရက်စွဲငါးပတ်တာကာလမှာအကြံစီတွေရည်ရွယ်ချက်တွေရင်မှန်းချက်တွေအောင်မြင်စေလို့တဲ့အတွက်အမြင်ရောင်အပြာရောင်ဝိစားစင်ရုံကိုရှောင်ချက်ပါထို့အယောင်တော့လုံးဝအကျုံးမဟုတ်အပြာရောင်အနီရောင်ကိုအတက်နိုင်တော့ရှောင်ချက်ပါထို့ငါးပတ်တာကာလမှာမိမိတို့ရဲ့ကံကြမ္မာကန်စာတာတွေကိုကောင်းစေလို့တဲ့အတွက်မိမိတို့နေအိမ်၌ဖြစ်စေဖျားစေတီတို့၌ဖြစ်စေထမင်းဖြူတပတ်ကံများမှာနိုးစီစမ်းပြီးတော့ကပ်ပါနိုးစီစမ်းပြီးတော့ကပ်ရမယ်ဖျားစေတီချုပ်တောင်းလိုက်ပဲဖြစ်နေအိမ်မှာပဲဖြစ်မပြတ်မကွာကတ်လူပါမိဘမဲ့ဒီယာဘိုးဘရိတ်တာတနည်းအားဖြင့်ဘုံတော်ကြီးတောင်းတို့မှာရေကူးသူရေဒါနရေလူပေးပါ20လီတာတောက်ရေဘူးကြီးတွေ5ဘူး10ဘူးမိမိတတ်နိုင်တဲ့ဒါနတတ်နိုင်စွမ်းလေးရေကူးသူရေဒါနလုပ်ပေးပါကံကြမ္မာကန်စာတာ၌ဂျိုစီဂျွန်နဲ့အခိုက်အတန့်ညံ့နေတာလေ
ကင်းစင်ဝင်သွားမယ်အကျော်ဘေးကိန်းငနဲ့တိကိန်းငနဲ့လေးကိန်းငနဲ့6ကိန်းငနဲ့နေရာကောင်းချိုပေးမယ်ဒီတလားဟာကန်နေငတ်စာတာထက်မှပါနေတဲ့စာတာရှင်ဖြစ်လို့အဆဆအရာရာကြောင်ရီဝယ်ရီမိသားစုရဲ့အိမ်တွင်းရေးတို့ကိုအထုကယူဆိုင်ပေးကိုစမြတ်တာရက်ခန့်နေစေတနာဟာဝေဒနာဖြစ်စံလေးတွေကြုံရဆုံရတတ်တယ်ကောင်းချိုပေးမှကရှေ့လာမယ်လာရီမှာနေယုံအကျော်ပေးမယ်ကဆုံလာတော့အကျော်ပေးဖို့အားနေနေသေးတယ်ဂျာမှာတလားထပ်ပြီးတိခတ်ပြီးဖို့လိုအပ်အောင်မယ်နေယုံပါဆို6လပိုင်းကျော်လပိုင်းဆိုကောင်းဒါကြိုတင်ပြီးစကားရမှားထားတာဧပြီလတော့ကန်နေနေတယ်လောက်တိုင်းကန်တဲ့အစင်မပြေသေးဘူးစိတ်ထိခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ကြုံရတတ်တဲ့ဇာတာလေးဖြစ်နေတယ်အိမ်အောင်တဲ့အိမ်အောင်ရှင်များကိုအိမ်အောင်ရေးမှာဘာမှမဟုတ်တဲ့စကားတစ်ခုဘာမှမဟုတ်တဲ့အကြောင်းအရာလေးတစ်ခုနဲ့စိတ်ထိခိုက်တာဝယ်ခြင်းပွားခြင်းစကားများရန်ဖြစ်ခြင်းစိတ်သဘောထားတိုက်ဆိုင်မှုအားနေတဲ့ဖြစ်စဉ်တွေကြုံရတတ်တယ်အိမ်ချမ်းမြေတိုက်တာအဆောက်အုံလုပ်ငန်းကိစ္စရက်တွေရှောင်ကျဉ်ပေးရမယ်ဖန်စီလာကုန်စေဝါထုတ်လုပ်ငန်းကိစ္စရက်တွေဟာအကျိုးပေးမယ်အကျိုးမြတ်တို့ဖြစ်ထွန်းမယ်နေရာနဲ့ပတ်သက်တာအိမ်ချမ်းမြေတိုက်တာအဆောက်အုံရှမ်းမြေမိသားစုရေးရအမွေဆိုင်ကိစ္စရက်တို့တက်နိုင်တမျှစကားမမအောင်မလိုလားတဲ့လူမျိုးပြဿနာကိစ္စရက်တွေမပေါ်ပေါက်အောင်ရှောင်ကျဉ်ပေးပါအခုဧပြီလ9ရက်ဖာစာတာရှင်ဧပြီလ10ရက်ဖာစာတာရှင်ဧပြီလ17ရက်ဖာစာတာရှင်ဧပြီလ16ရက်ဖာစာတာရှင်ဧပြီလ21ဖာစာတာရှင်ထို့ရက်စွဲပိုင်ရှင်များအထုကယူဆိုင်ပါတနည်းအားဖြင့်ဒေထတန်ယူဖြစ်တာရံမူတာတနည်းအားဖြင့်တုတ်ခိုးခံရတာပြဿနာရေးကိစ္စတွေကြုံတွေ့တာစိတ်ပန်းလိုပန်းဖြစ်ရတာဘလို့ပဲဆောင်ရွက်ငွေကြေးကိစ္စရက်တွေဘေးကျန့်နှံချက်ရင်ဆိုင်ဖြည့်ရှင်းရတဲ့လူမှုကိစ္စရက်တွေစိတ်ရှုပ်ထွေးတာခေါင်းကျိန်းတာစိတ်ပန်းလိုပန်းဖြတ်တာတွေဧပြီလမှာဇာတာပရိမွေးဖစာတာရှင်တွေအထုခရိုးဆိုင်ပေးပါလို့ဆရာအနေနဲ့မေတ္တာရက်ခတ်ချက်နဲ့ဧပြီလမွေးဖစာတာရှင်များကန်နိုင်နေတယ်တတိထားပေးရမယ်ခရိုးဆိုင်ပေးရမယ်ဆရာရှိမှပြောတဲ့ရက်စွဲစာတာရှင်များအဆဆရရပုံမပြီးတတိထားဖို့လိုအပ်မယ်ခရိုးဆိုင်တင်တယ်တတိပြုတ်ဖို့လိုအပ်တယ်လို့ဆရာအနေနဲ့မေတ္တာရက်ခတ်ပြီးမှကြားပါရစေငါးပတ်တာကာလမှာငါးပတ်လုံးပဲဖြစ်ဖြစ်နှစ်ပတ်သုံးပတ်ပဲဖြစ်ဖြစ်ငါးပတ်တော့တမှာတစ်ပတ်ပဲဖြစ်ဖြစ်နော်တစ်ချိန်ပဲဖြစ်ဖြစ်ပေါ့ဗျာနော်ငါးချိန်လုံးဖြစ်ဖြစ်တစ်ချိန်ပဲဖြစ်ဖြစ်သုံးချိန်ပဲဖြစ်ဖြစ်မပြတ်မကွယ်ထမင်းဖြူတစ်ပတ်ကပေါ်မှာနိုးစီစားပြီးတော့မပြတ်မကွယ်ကပ်ပါဂျိုစီဂျွန်နဲ့အတိုက်အခိုက်အနောက်အရှက်ဥတ္တများကင်းစင်ဝင်တိတ်ကိန်းကနဲ့လေးကိန်းကနဲ့6ကိန်းကနဲ့တို့မှာတတောင်းတနေရာမှာကောင်းကျိုးပေးမယ်အောင်မြင်စေမယ်အကျိုးပြုစေမယ်အပြရောင်နဲ့အနီရောင်တွေကိုဝင်းနေကြတာလေးတွေကိုဝက်စားစေရမှုကိုရှောင်ကြလိုက်ပါတို့အယောင်ကာလဟာမိမိအတွက်အာဟုတို့ဖြစ်စေတယ်စိတ်အနောက်ချက်ဖြစ်စေတယ်စိတ်ပန်းကိုပန်းလို့ပန်းဖြစ်တယ်တို့အယောင်ကာလနဲ့ပဲကောင်းကျိုးပြုဖို့လုံမှန်ပါမယ်လုံငါရေးနဲ့ပတ်သက်တာစီပွားရေးတို့နဲ့ပတ်သက်တာဘယ်လိုအကြောင်းခန္ဓာမျိုးပဲရင်ဆိုင်ရဧပြီလမှာကန်စာတာကနေနေတော့ကန်စာတာညံ့နေတော့ကန်စာတာခေနေတော့စာတာရှင်စိတ်မှန်လို့ပါပြီးတော့နည်းနည်းစိတ်ရှည်တိခါပြရမှာကဂျာတာပြေသားသမီးများဖြစ်တယ်ဂျာတာပြေသားသမီးများဧပြီလတကူလာဟာဆဆရတိခံရမယ်စိတ်ရှည်ပြရမယ်မိမိအတွက်ကံညံ့တဲ့တလားဖြစ်တဲ့အတွက်ပြီးရင်လည်းမတည်ဘူးလို့နေရမယ်ပြောရဲဆိုရဲလုပ်ရဲကံရဲတာရှင်းရင်လည်းပဲထိမ့်သိမ့်ပြီးတော့ပိတ်ချတာထိမ့်သိမ့်ဆိုဆောင်ရမှာရွှေပြောင်းငွေပြောင်းပစ္စည်းပြောင်းတနည်းအားဖြင့်မလိုလားတဲ့ဝိကြရဏပစ္စည်းငွေကြေးကိစ္စရနောက်ချက်တွေကြုံရတယ်လို့အထုကယူဆိုင်ပြီးပါဆရာညွှန်တဲ့ကြရာလေးကိုလည်းမပြတ်မကွက်ဆောင်ရပါအရှိအိမ်တော်ကြီးကြားမကြီးလူငယ်တွေဆွေးနွေးမင်းများလူသားများရှိခဲ့တယ်ဆရာရဲ့မိတ်ဆွေများဆရာရဲ့ကန်ဆောင်ထားတဲ့ခုနပါဖြစ်တဲ့3ညာကို4 5လုံး3ညာ3ညာ4ခွန်3ညာကိုခုံးချီပတ်5လုံးခွန်5လုံး6နှစ်တင်5လုံးကိုလည်းတိုက်ရိုက်ဆက်သွယ်မင်းများနိုင်ပါတယ်ဂျာတာပရိသားသမီးများလိုရင်စန္ဒာများတကူလာဧပြီလမှာအောင်မြင်နိုင်ကြပါစေလိုရာဆန္ဒမှာပြေဝပါစေလို့ဆုမကောင်းဆုတောင်းမြတ်တာ